ဘောလုံးလောကမှာကွင်းလေတရာတယောက်ရဲ့တာဝန်ဟာပွဲကိုထိန်းချုပ်ဖို့နဲ့ဂိုးဖန်တီးပေးဖို့ပါပဲဒါပေမဲ့အဲ့ဒီတာဝန်တင်တိုက်စစ်မှုတွေထက်တောင်ဂိုးပို့တင်နိုင်ခဲ့တဲ့လူတစ်ယောက်တော့ရှိခဲ့ပါတယ်သူကတော့ Frank Lampard ပါပဲချက်စီတင်းရဲ့တမိုင်းတစ်လျှောက်ဂိုးအများဆုံးတွင်းယူထားခဲ့သူပရီးမီးယားလိရဲ့ညံကောင်းဆုံးနဲ့ကွင်းလက်ကစားသမားတစ်ယောက်ဖြစ်တဲ့ Frank Lampard ဟာပါရမီစ조사မှုနဲ့ကဘာကိုတိမ့်ပိုက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်ယနေ့မှာတော့အနောက်လန်ဒန်ရဲ့ဘရင်တစ်ပါးဖြစ်တဲ့Frank Lampard ရဲ့အမခန်ဘဝစကြောင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူတူလိုက်ပါနားထောင်ပေးကြပါအောင်ခင်ဗျာလမ်းမကို1988ခုနှစ်ဘောလုံးမျိုးရှိတဲ့မိသားစုကနေမွေးဖွားခဲ့တာပဲဖြစ်ပါတယ်သူရဲ့ဖခင်ဟာဝဟန်တရဲ့ကဏ္ဍဝင်တူဖြစ်လို့ဦးလေးဖြစ်သူကလည်းကဘာကျော်ဘောလုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်ဒါကြောင့်လမ်ဘတ်ဟာဝဟန်တမှာစာတင်ကစားခြင်းမှာလူမျိုးရေးရနေရာရခဲ့လို့တောင်ဝေဖန်ခံခဲ့ရပါတယ်ပိတ်သက်တွေကသူ့ကိုဖရက်ပတ်လို့တောင်လောင်ပြောင်ခဲ့ကြပါတယ်ဒါပေမဲ့ရက်နက်ကတော့ဒီကောင်လေးဟာထိတ်ဆုံးကိုရောက်လာလိမ့်မယ်လို့လူသိရှင်ကြားကာကွယ်ခဲ့ပါတယ်အဲ့ဒီဝေဖန်မှုကပဲလမ်ဘတ်ကိုပို့ပြီးစ조사ချင်စိတ်ဖြစ်ပေါ်စေခဲ့တာပါပဲ2000ခုနှစ်မှာတော့လမ်ဘတ်ဟာပေါင်17တန်းနဲ့ချက်စီတင်းကိုပြောင်းရွှေ့ခဲ့ပါတယ်အဲ့ဒီအချိန်မှာလူအများစုကဒါဟာဈေးကြီးလုံးတယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီပြားကြီးမုံယိုရောက်လာတဲ့အချိန်မှာတော့လမ်ဘတ်ဟာကမ္ဘာအဆင့်ကွင်းလေလူအဖြစ်အသွင်ပြောင်းခဲ့ပါတယ်မော်ယိုကလမ်ဘတ်ကိုကမ္ဘာအကောင်းဆုံးကစားသမားလို့ယုံကြည်မှုပေးခဲ့ပြီးလမ်ဘတ်ကလည်းကွင်းထဲမှာသူ့ရဲ့ဂိုဒင်ဆိုင်ရည်တွေကိုပြန်လည်တက်တည်ပြခဲ့ပါတယ်2005ခုနှစ်မှာသူဟာဘောလင်တော်ဆုကိုဒုတိယနေရာမှာရရှိခဲ့ပါတယ်လမ်ဘတ်ရဲ့အထူးခြားဆုံးအချက်ကသူ့ရဲ့ကြံခိုင်မှုပါပဲသူဟာပရီးမီးယားလိမှာ164ပွဲဇက်တိုက်ကစားခဲ့တဲ့စံချိန်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်သူကိုအိုင်ယွန်မန်လို့တောင်တင်စားခေါ်ခဲ့ကြပါတယ်ဒါအပြင်သူဟာကွင်းလေလူတစ်ယောက်ဖြစ်ပေမဲ့ချက်စီးတင်းအတွက်212ကိုတင်းယူပေးခဲ့ပြီးကလပ်ရဲ့ဂိုးတင်များဆုံးသူဖြစ်လာခဲ့ပါတယ်သူ့ရဲ့အမှတ်သားကတော့နောက်ကနေပြေးတက်လာပြီးအေရီးယာအပြင်ကနေအပိမစ်ကန်တင်တဲ့လိတ်ရန်နေပါပဲလမ်ဘတ်ရဲ့ဘဝဟာအမတ်ရစရာအကောင်းဆုံးကတော့2012ခုနှစ်ချန်ပီယံလိဘောလုံးပွဲပါပဲတယ်ရီမပါဝင်နိုင်တဲ့အချိန်မှာလမ်ဘတ်ဟာအတင်းကောင်းဆောင်အဖြစ်တာဝန်ယူပြီးမြူးနစ်မြေမှာဘိုင်ယန်ကိုနိုင်ယူကချက်စီးတင်းတဲ့ပထမဆုံးဥရောပဖလားကိုရယူပေးနိုင်ခဲ့ပါတယ်အဲ့ဒီမတိုင်ခင်ကလည်းသူ့ရဲ့မိခင်ဟာကွယ်လွန်သွားချိန်မှာတွင်းယူခဲ့တဲ့ပန်နာဒီကိုနဲ့အောင်ပွဲခံခဲ့တာဟာလည်းပိတ်သက်တွေအားလုံးကိုမျက်ရည်ကျစေခဲ့တဲ့အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်2014ခုနှစ်မှာလမ်ဘတ်ဟာချက်စီးတင်းကနေထွက်ခွာခဲ့ပါတယ်ဒါပေမဲ့ထူးခြားတာကတော့သူဟာမန်စီးတီးကိုခိတ္တကစားခဲ့ပြီးချက်စီးတင်းဘက်ကိုဂိုးပြန်လဲတွင်းယူပေးခဲ့တာပါပဲအဲ့ဒီနေ့ကသူဂိုးတင်ခဲ့ပြီးအောင်ပွဲမခံခဲ့လို့ချက်စီးပိတ်သက်တွေကလည်းသူ့ကိုလက်ခုပ်တီးပြီးဂုဏ်ပြုခဲ့ပါတယ်ဒါဟာလမ်ဘတ်နဲ့ချက်စီးတင်းကြားကခိုင်မာတဲ့တန်ရောစင်ကိုပြသနေခဲ့တာပဲဖြစ်ပါတယ်လမ်ဘတ်ဟာ2019ခုနှစ်မှာဘောလုံးလောကကနေအပြီးတိုင်အနားယူသွားခဲ့ပါပြီသူ့ရဲ့အောင်မြင်မှုမွေနှစ်တွေခြံခဲ့တဲ့စတန်ဂိုဘရစ်ကွင်းကြီးထဲမှာတော့သူ့ရဲ့ခြေရာကတော့ဘယ်တော့မှမိန်သွားမှာမဟုတ်ပါဘူးသူဟာပါရမီတစ်ခုတည်းကိုပဲအားကိုးခဲ့သူမဟုတ်ပါဘူးအတင်းဘော်တွေအားလုံးလေ့ကျင့်ရေးကွင်းကနေပြန်သွားချိန်မှာတော့တယောက်တည်းကြံရစ်ပြီးဂိုးသွင်းလေ့ကျင့်ခဲ့တဲ့သူ့ရဲ့ဇွဲကတာသူ့ကိုဂန်ဝင်ဖြစ်စေခဲ့တာပဲဖြစ်ပါတယ်ကွင်းလေလူတယောက်ဖြစ်ပေမဲ့တိုက်စစ်မှုတွေတဲ့ဂိုးပေါ်တင်နိုင်ခဲ့တဲ့သူ့ရဲ့မတန်ဟာဘောလုံးလောကမှာစ조사မှုကပါရမီကိုအနိုင်ယူပြနိုင်တယ်ဆိုတဲ့တက်တွေပါပဲ2012ခုနှစ်ညူနစ်ညရဲ့ချန်ပီယံလိဖလားကိုကံမြောင်ရင်မျက်ရည်ကျခဲ့တဲ့လမ်ဘတ်ရဲ့ပုံရိပ်ဟာချက်စီးပိတ်သက်တွေတော့ခံစားချက်တစ်ခုထက်ပိုခဲ့ပါတယ်သူဟာအတင်းရဲ့အခက်အခဲဆုံးအချိန်မှာတိုင်ကနာရီတစ်လုံးလိုတိကျတဲ့အာကိုစရာဖြစ်ခဲ့တယ်လို့သူ့ရဲ့အောင်မြင်မှုတိုင်းမှာလည်းအဓိကအင်ဂျင်တစ်လုံးဖြစ်ခဲ့ပါတယ်ဖရန့်လမ်ဘတ်ခမားဟာကွင်းလက်ကစားသမားတယောက်ရဲ့အဓိပ္ပာယ်ကိုအသစ်ပြန်လည်ဖွင့်လှစ်ခဲ့သူတယောက်ပါခမားဟာကျွန်တော်တို့ခေတ်ရဲ့အကောင်းဆုံးကွင်းလက်ကစားသမားတယောက်ဖြစ်တယ်လို့ချက်စီးပိတ်သက်တွေရဲ့ရင်ထဲမှာတော့ဘယ်တော့မှအစားထိုးမရမဲ့တဦးတည်းတော့စူပါဖရန်ကီပဲဖြစ်ပါတော့တယ်ကျွန်တော်ယနေ့တင်ဆက်တော့ဖရန့်လမ်ဘတ်အကြောင်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါအောင်ခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတော့ပရိသတ်အားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာတာလာပါတော့နေလေးဖြစ်ကြပါစေခင်ဗျာ